အားလုံးပဲမင်္ဂလာပါကျွန်တော်တကယ်ချင်းချစ်မိတ်ဆွေများအတွက်တစ်သားနဲ့ပတ်သက်တဲ့အကြောင်းအရာလေးများပြန်လည်မျှဝေလိုက်ပါတယ်ဒါလေးကတော့တစ်သားထိုင်ကုန်ပြုလုပ်နည်းလေးဖြစ်ပါတယ်ဒါလေးကိုအတူတူလေ့လာကြည့်ကြရအောင်ဖင်ထိုင်အပြားလေးလုံနေတာပေါ့နော်အခုလုံနေတာလေးကဒါကတော့သူကကောနဲ့ကပ်ပြီးချုပ်တာပေါ့နော်ဆွတ်ချုပ်တာဒါခြေတော့ပေါ့နော်ဒါသူပတ်တာလေးထဲမှာပေါ့နော်ပတ်တာနဲ့သူကချုပ်ဆိုင်းလေးပေါ့ဆိုင်းမှာလုပ်ဖို့